Hello အားလုံးပဲမင်္ဂလာပါဗျာသူသစ်ကမ္ဘာတဲ့နဲ့ကြိုးဆိုပါရစေဒါကတော့တောင်မွေကြောင်မြောင်း point ပေါ့နော်အဲ့ဒီ point လေးကိုကျွန်တော်ရိုက်ပြမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တောင်မွေဈေးလမ်းစုံဘက်ကနေလာတာပေါ့နော်ဟိုကကြောင်မြောင်းဈေးကျော်လာပြီးတော့ဒါကျွန်တော်တို့ဒီ B point လေးကိုရိုက်ပြခြင်းဖြစ်ပါတယ်သူကညာ free ကျော်နေညာကိုဝိုင်းရင်ကျွန်တော်တို့ဒီလေနာနာကောင်းလေကျောင်းဆေးရုံဘက်ကနေပြီးတော့ကျွန်တော်တို့ဟိုဘက်ကိုပြန်တက်သွားတာပေါ့နော်ကျွန်တော်တို့ဒီဆီယာဆန် sorry ဦးချက်မောင်လမ်းဘက်ကိုပြန်တက်တာပါအဲ့ဒီ taxi ကနော်ညာကိုဝိုင်းကျွန်တော်ကြောက်တဲ့သွားပြီးတော့ကန်တော်ကြီးပတ်လန်ကိုသွားမှာဖြစ်ပါတယ်ကန်တော်ကြီးပတ်လန်ကိုကျွန်တော်တို့ကန်ရိပ်သာလမ်းဘက်ကိုသွားမှာပေါ့နော်ဒါဒီဘက်ကိုသွားတာတော့ကျွန်တော် bus တွေသွားနေတာတော့ကျွန်တော်တို့ plaza ဘက်ပါယူဇနာ plaza တို့မင်္ဂလာဈေးတို့ဘက်ကိုသွားတာဖြစ်ပါတယ်ခင်ဗျနော်အဲ့ဒါလေးကိုကြိုက်ပြတာပါကျွန်တော်ကဒါအခုဒါကျွန်တော်ကန်ရိပ်သာလမ်းမီးပွိုင်းကိုသွားမှာပေါ့နော်ကန်ရိပ်သာလမ်းမီးပွိုင်းကနေပြီးတော့ဒါကတော့ကျွန်တော်တို့ဒါအလုသမားဆေးရုံပဲပေါ့နော်အလုသမားဆေးရုံလာရောက်နေတာအလုသမားဆေးရုံပြီးရင်ကျွန်တော်တို့ကန်ရိပ်သာလမ်းကိုရောက်ပါမှာပေါ့နော်ကန်တော်ကြီးပတ်လမ်းအနေမှာကျွန်တော်ကဘယ်ကိုသွားမလဲဆိုတော့ဦးထောင်မိုးဝိုင်းအနေမှာကျွန်တော်ဆက်ဆင်းသွားပြီးတော့ပြည်လန်းအတဝါနေပြီးကြီးမြတ်နိုင်ကိုသွားမှာဖြစ်ပါတယ်အဲဒီခါလေးကိုကျွန်တော်ရိုက်ပြမှာဖြစ်ပါတယ်ခင်ဗျဒါတော့ကျွန်တော်တို့ဒါကန်တော်ကြီးပတ်လန်း point ပေါ့နော်ရောက်လာပြီပေါ့နော်အဲ့ဒီ point ကနေကျွန်တော်ဘယ်ချိုးပြီးတော့ဘယ်ချိုးမယ်ချိုးတာတော့ဘယ်ချိုးမယ်ဒါပေမဲ့ကားညာကတ်ထားမယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်ကန်တော်ကြီးပတ်လန်းတိုင်းသွားမှာမဟုတ်လို့ပါချိုးတာတော့သူကဘယ်ချိုးမယ်ဘယ်ချိုးပြီးတော့ကိုကားဒီညာဘက်မှာပေါ့နော်ညာဘက်လမ်းကျောထဲမှာပဲရှိနေရမယ် platform ပေးကိုဝင်တာပေါ့နော်သူကဘယ်ကွေကျော်နှစ်ကျော်ပေးတာဟုတ်လို့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအဲ့ဒီကန်ရိပ်သာလမ်းအတိုင်းကျွန်တော်ကကန်တော်ကြီးပတ်လန်တိုင်းသွားမှာမဟုတ်လို့ပေါ့နော်ဒီမှာကန်ရိပ်သာလန်စက်ရုံလန်ဆိုတာတဲ့သွားတာစက်ရုံလန်ကရှေ့ကြရင်ကျွန်တော်တို့မင်္ဂလာဈေးပဲနော်ညဘက်ချမ်းနော်ဒါဦးကျွန်တော်ဒါကန်တော်ကြီးပတ်လန်တိုင်း free ရောဒါကျွန်တော်ကိုွေပါမယ်ဒါကန်တော်ကြီးပတ်လန်တိုင်းကန်ရိပ်သာလန်လို့ခေါ်တာပေါ့နော်ကန်တော်ကြီးပတ်လန်ဒီဘက်ချမ်းကိုကန်ရိပ်သာလန်လို့ခေါ်တယ်ကျွန်တော်တို့ဟိုဘက်ဂျာတော်ရဘက်ပွိုင်ဘက်ဂျာတော့ကျွန်တော်တို့နတ်မောက်လန်လို့ခေါ်တာပေါ့နော်ဒါတော့ကန်ရိပ်သာလန်တိုင်းကျွန်တော်ဆင်းသွားမှာဖြစ်ပါတယ်ဒါတော့ဥအောင်မြတ်လမ်းနဲ့ကန်ရိပ်သာလမ်းနဲ့စုံတဲ့ point ဒီ point ကတော့ကျွန်တော်တို့က point ဆောင်ရတယ်ခင်ဗျသူက free ကြောမပေးထားဘူးเนาะဘာလို့ရှေ့မှာရံမြင်ပိတ်ထားတယ်เนาะ free ကြောမပေးထားဘူးဒါကဥအောင်မြတ်လမ်းကိုကိုရင်ကျွန်တော်တို့ကဘယ်ဘက်ကိုယူရမှာဘယ်ဘက်ကိုယူပြီးတော့ဥအောင်မြတ်လမ်းကိုကိုသွားရင်တော့တိမ်မြူကိုပြန်ပေါက်မှာပေါ့เนาะဟိုဘက်ဒီမင်္ဂလာဈေးဘက်ကိုပဲပြန်ပေါက်တာကျွန်တော်တို့ကဒါကန်တော်ကြီးပတ်လမ်းအတိုင်းပဲကန်ရိပ်သာလမ်းအတိုင်းပဲသွားမယ်ဘာကြောင့် point ဆောင်ရလဲဆိုတော့ဒီမှာမြင်းပိတ်ထားလို့ဆောင်ရတာเนาะအဲ့ဒါလေးကိုရိုက်ပြတာဖြစ်ပါတယ်နော်ဒါအခုကျွန်တော်ကန်ရိပ်သာလမ်းအတိုင်းပဲတောက်လျှောက်ကျွန်တော်ထပ်ဆင်းသွားမယ်နော်ကန်တော်ကြီးကိုညာဘက်ကထားပြီးတော့နော်ဒါတော့ကျွန်တော်တို့ကရဝေးပေါ့နော်ခုနကတော့ point ကနေညာကပ်ပြီးကပ်ဝင်သွားရင်တော့ကန်တော်ကြီးတဲ့ကရဝေးကိုသွားလို့ရတယ်နော်ဒါကကြတော့ကျွန်တော်တို့သိမ်ပြူလမ်းနဲ့စုံတဲ့ point သိမ်ပြူလမ်းနဲ့ကန်ရိပ်သာနဲ့စုံတဲ့ point ဘဲကွေဝိုင်းသိမ်ပြူလမ်းပေါ့နော်ကျွန်တော်ကတော့တဲ့ကျော်သွားတာဖြစ်ပါတယ်ဒါတဲ့ကျော်ကန်ရိပ်သာလမ်းတိုင်းပဲတဲ့ကျော်ထပ်ဆင်းနေပါတယ်နော်ဒီ point ကတော့ကျွန်တော်တို့ပန်းဆိုရန်အထက်ပန်းဆိုရန်လမ်းနဲ့ကန်ရိပ်သာလမ်းနဲ့စုံတဲ့ point ကျွန်တော် point ဆောင်တယ်မလို့ free ကျော်ပေးထားတယ်နော်ဒီမှာမြင်းဖြူမပိတ်ထားဘူးနော်မြင်းဖြူမပိတ်ထားရင် free ကျော်ပါဒီမှာနော် free ကျော်ပေးထားတယ်ကျွန်တော်တို့ဒါကန်ရိပ်သာလမ်းတိုင်းဆက်သွားမှာဖြစ်ပါတယ်ဘယ်ကိုရောက်သွားမလဲဆိုတော့ကျွန်တော်တို့တရိတ်ဆန်ရုံရှိကနေပြီးတော့ကျွန်တော်တို့ဒါဦးထောင်ကိုဝိုင်းကိုရောက်မှာဖြစ်ပါတယ်เนาะဒီလမ်းဆုံးဝိုင်းဒါကတော့တရိတ်ဆန်ရုံရှိပါတရိတ်ဆန်ရုံရှိကနေကျွန်တော်တို့ဆက်သွားတယ်ညာဘက်မှာတော့ကန်တော်ကြီးပဲเนาะသူကကန်ရိပ်သာလမ်းပဲပြီးရှေ့မှာတွေ့နေရတာတော့ကျွန်တော်တို့ဦးထောင်ကိုဝိုင်းဖြစ်ပါတယ်เนาะအဲဒီဦးထောင်ကိုဝိုင်းကိုကျွန်တော်ကအလဲကနေပြီးတော့ဝင်ပြီးတော့တဲ့ပတ်မယ်တချမ်းထွက်မယ်တချမ်းပတ်ပြီးတဲ့ထွက်မှာပေါ့เนาะကျွန်တော်ဦးထောင်ကိုလမ်းတိုင်းထွက်မှာရှေ့မှာတွေ့နေရတာတော့ကျွန်တော်ရွှေတုံဖျားနဲ့ဦးထောင်ကိုဝိုင်းနဲ့เนาะပြီးရင်ကျွန်တော်တို့ကဘက်ကဦးစားပေးကြည့်မယ်အဝိုင်းကိုအလဲစီထားတဲ့အတွက်အလဲရစ်ကိုကျွန်တော်ဝင်မယ်เนาะအလဲရစ်ကိုဝင်ပြီးတော့ကျွန်တော်အလဲတိုင်းပဲပတ်သွားမယ်ဒီမှာเนาะဒါအလဲတိုင်းပဲပတ်မယ်ပြီးရင်အဲ့ဒီအဝိုင်းကိုအလဲရစ်ကပဲကျွန်တော်တို့ထွက်သွားမှာပေါ့နော်ဒါရဲရှိနေလို့ကျွန်တော်ဒါနည်းနည်းလေးဖုန်းလေးကိုနောက်ဆုတ်ထားတာပေါ့နော်โอเคဒါတော့ကျွန်တော်ဒီမှာဒါဥထောင်မိုးလမ်းပေါ့နော်ဥထောင်မိုးလမ်းလမ်းကိုကျွန်တော်ဒါကျွန်တော်ဘယ်ရောက်သွားမလဲဆိုတော့ကျွန်တော်တို့ဒါရွှေလုံဖျက်တောင်ဘက်မှာ happy wall point ကိုရောက်သွားမှာပေါ့နော်
ကျွန်တော်ဟိုနေ့ကရိုက်ပြထားတာကပြည်လမ်းဘက်ကလာတာဒါကတော့ကျွန်တော်ဦးထောက်ဖို့ဝိုင်းဘက်ကလာတာပြောရရင်ကပိုင်းဖျားလမ်းဘက်ကပါနော်ကပိုင်းဖျားလမ်းလို့ကန်ရိပ်တာဘက်ကလာတာဖြစ်ပါတယ်ပြောင်းမြန်ပေါ့နော်ဟိုနေ့ကတင်ထားတဲ့ဗီဒီယိုဖိုင်လေးနဲ့လမ်းပြောင်းမြန်ပါဒါကအခုဒါရှေ့မှာဆိုရင်ကျွန်တော်တို့ရှေ့က point ကဒါရွှေရုံဖျားတောင်ဘက်မို့ point ပေါ့နော်ဒါတောင်ဘက်မို့ happy wall point ပေါ့နော်ကျွန်တော်ညာဘက်မှာတော့ရွှေရုံဖျားရှိတယ်ဘယ်ဘက်မှာတော့ကျွန်တော်တို့မဟာဝိဇ္ဇာနော်မဟာဝိဇ္ဇာဖျားရှိတယ်ပြီးရင်ဟိုဘက်ထောင်ဘယ်ဘက်ဟိုဘက်ရှိတောင်မှာတော့ happy wall ပေါ့နော်ကျွန်တော်ကတော့အခုတည့်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အလေကျော်လေးကိုယူထားပါတယ်ခင်ဗျဒါတည့်သွားမှာပါဒါဆိုတော့ကျွန်တော်တဲဖြတ်နေပြီဒါ happy wall point ပေါ့နော်တဲဖြတ်တယ်တော့ဘယ်ဘက်ချိုးဝိုင်းတော့ရွှေတော့ဖျားလန်းတိုင်းကျွန်တော်တို့မျိုးတွေကိုဆင်းအောင်မျိုးတွေကိုသွားတာပေါ့နော်ကျွန်တော်ကကြတော့တဲ့သွားပြီးတော့ကျွန်တော်ကပါတော့အလုံလန်းတောက်လျှောက်ကနေပြီးတော့ကျွန်တော်ဟိုအလုံကန်းနာဒီဆင်းသွားမှာမဟုတ်လို့ပါအဲ့ဒါကြောင့်မို့ကျွန်တော်ဒီတိုင်းတဲ့ပဲတောက်လျှောက်တဲ့ဆင်းလာတာဖြစ်ပါတယ်တဲ့ဆင်းလာတော့ရှေ့မှာဘာကိုဖြတ်ရမလဲဆိုတော့ကျွန်တော်ဦးဝိစာရာအဝိုင်းကိုဖြတ်မယ်ဦးဝိစာရာလမ်းပေါ်ဦးဝိစာရာအဝိုင်းပေါ့နော်ဦးဝိစာရာအဝိုင်းကိုလည်းကျွန်တော်ကတဲ့ဖြတ်မှာဖြစ်ပါတယ်တဲ့ဖြတ်မှာဖြစ်တဲ့အတွက်ကျွန်တော်အလေကျော်ကိုပဲစီထားတယ်ပြီးရင်ကျွန်တော်ဘာကိုကြည့်မလဲဆိုတော့ပတ်ကားဦးစားပေးပေါ့နော်ပတ်လာတဲ့ကားကိုကြည့်မယ်ဒီမှာစောင့်တယ်နော်ပတ်လာတဲ့ကားကိုကြည့်မယ်ပတ်ကားရှင်းသွားပြီဆိုရင်ဒါကျွန်တော်အလေကျော်ပဲဝင်မယ်အလေယူထားတဲ့အတွက်နော်အလေကျော်ဝင်ပြီးတော့ကျွန်တော်ဝိစာရဝမ်ကိုတစ်ချမ်းပတ်ပြီးတော့အလုံလန်းတိုင်းတည့်သွားမှာဖြစ်ပါတယ်နော်ဒါဆိုရင်ရှေ့ကားထွက်သွားပြီမယ်ကျွန်တော်မလွတ်သေးတဲ့အတွက်ကျွန်တော်ပြန်စောင့်တယ်နော်ပြီးဒီတက်စီပြီးရင်ကျွန်တော်ထွက်လို့ရပြီဆိုရင်မျောထွက်မယ်နော်ဒါဆိုရင်ကျွန်တော်ထွက်လို့ရပြီအလဲကနေမျောထွက်သွားမယ်ထွက်ပြီးတော့ကျွန်တော်အလဲအတိုင်းပဲပတ်မယ်ဒီမှာအလဲစီးတိုင်းပဲကျွန်တော်ပတ်တယ်ပြီးသွားရင်တော့ကျွန်တော်ဒါဒီလမ်းတိုင်းအလုံလမ်းကိုကျွန်တော်ထွက်မှာဖြစ်နိုင်ရင်တော့ signal လေးပြထွက်တာတော့ကောင်းတယ်နော်ကျွန်တော်ကဒါဗီဒီယိုလေးတစ်ဖက်ကရိုက်နေတဲ့အတွက်ကျွန်တော် signal မပြတော့ပါနော်ဒါဆိုတော့ signal ပြပြီးကျွန်တော်လမ်းကြောင်းရွှေ့မယ်နော်ညာဘက်ကိုညာဘက်တကြောရွှေ့မယ်ဒါအခုကျွန်တော်မောင်းနေတာတော့အလုံလန်းเนาะအလုံလန်းပေါ်မှာမောင်းနေတာအလုံလန်းဆုံးသွားရင်ဘယ်ရောက်သွားမလဲဆိုတော့ကျွန်တော်အလုံလန်းကန်းနာလန်းနဲ့ဆုံးတယ်အလုံကန်းနာကိုရောက်မှာပေါ့เนาะဒါလက်ရှိရှေ့မှာမြင်နေရတဲ့ point ကတော့ကျွန်တော်တို့ဘယ်နေရာလဲဆိုတော့ပြည်လန်းနဲ့အလုံလန်းနဲ့ဆုံးတဲ့ point ဖြစ်ပါတယ်ကျွန်တော်ရဲ့ညာဘက်အချမ်းမှာကကျွန်တော်ပြည်သူရင်ပြင်ပေါ့เนาะပြည်သူရင်ပြင်ရှိတာပေါ့เนาะပြည်သူရင်ပြင်ရှိပါတယ်ဒါကန်းလက်ပြက်လန်းကပြည်လန်းပါဟို bus အဝါသွားတာပေါ့နော်ကန်းလက်ပြက်လမ်းကပြည်လမ်းဖြစ်ပါတယ်ကျွန်တော်ကအခုအလုံလမ်းတိုင်းဆင်းလာတာဖြစ်ပါတယ်အလုံလမ်းတိုင်းဆင်းပြီးတော့တောက်လျှောက်အလုံလမ်းတိုင်းတည့်ဆင်းအောင်ပေါ့နော်ဒါတော့ကျွန်တော်အခုအလုံပွိုင်းကနေတဲထွက်လာပြီပေါ့နော်တဲထွက်လာပြီဆိုတော့ဒါအလုံလမ်းတိုင်းပဲကျွန်တော်တောက်လျှောက်ဆင်းနေတယ်ကြားထဲမှာတော့မီ point တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဗဟိုလမ်းနဲ့အလုံလမ်းနဲ့စုံတဲ့မီ point တစ်ခုရှိတယ်ပေါ့နော်အဲ့ဒီမီ point ကိုရောက်မယ်ပေါ့နော်အဲ့ဒီမီ point ကိုလည်းကျွန်တော်တို့တဲဖြတ်မှာပါတဲဖြတ်ပြီးတော့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့တဲဖြတ်ပြီးတော့ကျွန်တော်တို့ဒါတက်တဲ့အလုံကန်းနာဘက်ကိုပဲတက်ဆင်းပါပါကျွန်တော်တို့ဗဟိုလမ်းနဲ့အလုံလမ်းနဲ့စုံတဲ့ point ဖြစ်ပါတယ်ဒီ point ကိုလည်းကျွန်တော်ကထည့်သွားမှာဖြစ်ပါတယ်ခင်ဗျဒါကျွန်တော်ဗဟိုလမ်း point ကိုကျွန်တော်ထည့်ဖြတ်နေတာပေါ့နော်ထည့်ဖြတ်ပြီးတော့ကျွန်တော်ဆက်ဆင်းသွားမယ်ဆက်ဆင်းသွားရင်ကျွန်တော်တို့ဘယ် point ကိုတွေ့ရမလဲဆိုတော့အလုံလန်းနဲ့အောက်ကြီးမျက်နှာလန်းနဲ့စုံတဲ့ point ကိုတွေ့ရမှာပါဒီကုန်းတက်တာလေးကျော်သွားရင်เนาะအဲ့ဒီအောက်ကြီးမြင့်နိုင်လမ်းကနေမှကျွန်တော်ကညာဘက်ကိုချိုးမှာပေါ့နော်အလုံကန်းနာကိုထပ်မစင်းတော့ဘူးတဲဆင်းသွားရင်တော့အလုံကန်းနာထိသွားတာဒီလမ်းနော်အလုံလမ်းအဲ့တော့ကျွန်တော်ကထပ်မစင်းတော့ဘူးဘာဖြစ်လို့ဆိုတော့အောက်ကြီးမြင့်နိုင်ကနေကျွန်တော်꿰ပြီးတော့ကျွန်တော်ကဘယ်သွားမှလဲဆိုတော့ကျွန်တော်ကစင်ရီကန်လမ်းကိုသွားမှာပါနော်စင်မင်းလမ်းကနေမှစင်ရီကန်လမ်းကိုသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ကအောက်ကြီးမြင့်နိုင်မှာညာ꿰မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ point မှာညာ꿰ဖို့အတွက်ညာ signal လေးပြထားတာပေါ့နော်
သူကဒီကျွန်တော်ယူထားတဲ့ကြောကကြတော့တဲ့ရောညာကွေရောရတယ်ပေါ့နော်ဒါပေမဲ့သူက free ကြောမဟုတ်ပါဘူး free ကြောမဟုတ်တဲ့အတွက်ကျွန်တော်တို့ point ဆောင်